ပရိသတ်တွေအများကြီးရှိကချစ်ကြည်ရေးပွဲမှာရန်ဖြစ်စေရကြတဲ့လို့ရဲ့အကြောင်းလူပြောများနေတဲ့ရုပ်ရှင်အသင်းပရိသတ်များအားလုံးပဲမင်္ဂလာပါအားလုံးသိတဲ့အတိုင်းပဲဒီရက်ပိုင်းလူပြောများဆုံးဖြစ်နေတဲ့ကိစ္စကတော့နာမည်ကြီးနုပညာရှင်တွေပါဝင်တဲ့ချစ်ကြည်ရေးဖူးဆဲဘောလုံးပြိုင်ပွဲကအဖြစ်အပျက်တွေပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်နုပညာရှင်တွေရဲ့ဘောလုံးပွဲဆိုတာပရိသတ်တွေအတွက်ဖြောပြမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ရည်ရွယ်ရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်သက်အပန်းဖြေစရာသက်လို့မြင်တတ်ကြပေမဲ့ဒီတစ်ခါမှာတော့ထင်မှတ်မထားတဲ့ရုပ်ဆိုးအကြီးတန်းမှုတွေနဲ့ကြုံတွေ့လိုက်ရပါတယ်ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကမြန်မာနိုင်ငံကဖူးဆဲလူငယ်ကစားသမားတွေဖွံ့ဖြိုးတိုးတက်စေဖို့နဲ့အလွန်ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ကျင်းပခဲ့တာပါဒီလိုအဓိပ္ပာယ်ရှိတဲ့ပွဲမျိုးမှာနာမည်ကြီးနုပညာရှင်တွေစုပေါင်းပါဝင်တဲ့ Movie FC, Music FC, Comedian FC နဲ့ဘောလုံးသမားတွေပါဝင်တဲ့ Friend FC ဆိုပြီးတော့အသင်းတွေတိုက်တိုက်ဝန်းဝန်းနဲ့ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်တကယ်ဆိုရင်လူငယ်တွေအတွက်စံပြဖြစ်စေမဲ့အားကစားရဲ့တန်ဖိုးကိုမြင့်တင်ပေးမဲ့ပွဲလေးတစ်ပွဲဖြစ်လာတဲ့နာပါဒါပေမဲ့လည်းအဓိကပြဿနာကရုပ်ရှင်မင်းသားတွေစုဖွဲ့ထားတဲ့Movie FC နဲ့ဘောလုံးသမားတွေပါဝင်တဲ့ Friend FC တို့ရှင်ပြိုင်တဲ့ပွဲစဉ်မှာစတင်ခဲ့ပါတယ်။ Movie FC အသင်းမှာဆိုရင်တော့ပရိသတ်တွေအားပေးချစ်ခင်ရတဲ့နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့အောင်စဘူးထွန်းထွန်း Easy ကွေချာလီနဲ့မိုးရန်စုံတို့ပါဝင်ကြပါတယ်။ပြဿနာကသူတို့ဟာချစ်ကြည်ရေးပွဲဆိုတဲ့ခေါင်းစဉ်ကိုလုံးဝမထောက်ထားပဲတစ်ဖက်အသင်းကိုအလွန်ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြတာပါပဲ။ဘောလုံးအားကစားဆိုတာထိခိုက်မှုရှိတတ်ပေမဲ့ရည်ရွယ်ချက်ရှိကြမ်းတမ်းတာနဲ့မတော်တဆဖြစ်တာကိုပရိသတ်တွေကရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်ပါတယ်။ဒီထက်ပိုပြီးပရိသတ်တွေကိုဒေါသထွက်စေခဲ့ရကတော့ကွင်းတွင်းမှာဆုံးဖြတ်ချက်ချရတဲ့ဒိုင်လူကြီးကိုလေးစားမှုမရှိဘဲအပြင်းထန်စိုးတကားတက်စုပူတောင်းကျမ်းခဲ့ကြတဲ့လုပ်ရက်ပါပဲ။ပြိုင်ပွဲတစ်ခုမှာအနိုင်ရှုံးဆိုတာထက်အားကစားစိတ်ဓာတ်ရှိဖို့ကအရေးကြီးဆုံးပါ။အထူးသဖြင့်ကွင်းထဲမှာလူအများကြီးကြည့်နေတဲ့အချိန် live လွှင့်နေတဲ့အချိန်မျိုးမှာဒိုင်လူကြီးကိုဝိုင်းဝန်းအော်ဟစ်တာပြဿနာရှာတာတွေကတော်တော်လေးကိုရုပ်ပေါက်သွားစေပါတယ်။တကယ်ဆိုရင်ပြည်သူတွေချစ်ခင်အားပေးရတဲ့လူငယ်တွေအတူယူဆောင်ကြည့်နေတဲ့သူဖြစ်နေရပါ။ကိုရိုင်းကဖူးဆဲလူငယ်တွေဖွံ့ဖြိုးတိုးတက်ရေးပွဲမှာဝင်ကစားနေပြီးတော့လူငယ်တွေကိုပြသလိုက်တဲ့စံပြလုပ်ရက်ကမကျေနပ်ရင်ရန်လုံးမယ်ကြမ်းကြမ်းတမ်းတမ်းကစားမယ်ဆိုတာမျိုးဖြစ်နေပါတယ်။ဒေါသကိုမထိန်ချုံနိုင်မဲ့စိတ်လိုက်မှန်ပါလုပ်ရက်တွေကြောင့်ပရိသတ်တွေရဲ့အထင်မြင်သေးမှုကိုခံလိုက်ရပါပြီ။ဒါကြောင့်လည်းအခုဆိုရင် online စာမျက်နှာတွေထက်မှသူတို့ရဲ့လုပ်ရက်ကိုဇေယိုက်ကြလုံးနေဆိုပြီးတော့အကြီးအကျယ်ဝေဖန်နေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေအနေနဲ့ကိုယ့်ရဲ့လုပ်ရက်တစ်ခုချင်းစီတိုင်းကလူထုအပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတာကိုအမြဲတမ်းသတိချက်တင်ပါတယ်။နောက်ဒီလိုမျိုးချစ်ကြည်ရေးပွဲစဉ်တွေမှာပါဝင်မယ်ဆိုရင်အနိုင်ရှုံးတဲ့ပရိသတ်ကိုအားကစားစိတ်ဓာတ်အပြည့်အဝနဲ့စံပြအဖြစ်ပြသနိုင်ဖို့ကိုပဲအားလုံးကလိုလားနေကြတာပါ။ကဲဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ချစ်ကြည်ရေးပွဲမှာအားကစားစိတ်ဓာတ်ကင်းမဲ့စွာနဲ့ဇေယိုက်ကြပြုမှုသွားတဲ့ Movie FC ရဲ့လုပ်ရက်ပုံမှာဘယ်လိုမြင်ကြပါသလဲသူတို့အနေနဲ့ပရိသတ်ကိုတောင်းပန်တဲ့နေလို့ထင်လားပရိသတ်ကြီးရဲ့အမြင်ကိုအောက်က comment မှာဝင်ရောက်ရေးသားပေးခဲ့ပါအောင်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်